ခါကတောဘရင်ချင်းသေးကြီးတကောင်ဟာတစ်ပင်ရိပ်မှာနှစ်ချိုက်ချိုက်အိပ်ပျော်နေပါတယ်။အဲ့ဒီအချိန်မှာကြွက်ကလေးတကောင်ဟာစော့ကစားရင်းချင်းသေးကြီးရဲ့ကိုယ်ပေါ်ကိုမတော်တဆပြေးတက်မိသွားပါတယ်။ချင်းသေးကြီးနိုးလာပြီးဒေါသတကြီးနဲ့ကြွက်ကလေးကိုဖမ်းလိုက်ပါတယ်။ငါအိပ်ဆက်ချင်းကိုနှောင့်ယှက်တဲ့ဒီကြွက်ဆုပ်ကိုအသေးသက်မယ်လို့ချင်းချောက်လိုက်တဲ့အခါကြွက်ကလေးကကြောက်ကြောက်လန့်လန့်နဲ့တောင်းပန်ရှာပါတယ်။အရှင်မင်းကြီးရဲ့ကျွန်တော်ကိုမတတ်ပါနဲ့တနေ့နေ့မှာအရှင်မင်းကြီးကိုကျွန်တော်ပြန်ပြီးကျေးဇူးဆက်ပါမယ်။ချင်းသေးကြီးကကြွက်ကလေးရဲ့စကားကိုရေမောပြီးမင်းလိုတရဝါသေးသေးလေးကငါ့ကိုဘလို့များကျေးဇူးဆက်နိုင်မှာလဲလို့ပြောပေမဲ့တနာသွားတာကြောင့်လွတ်ပေးလိုက်ပါတယ်။အလှဲ့ပြောင်းရက်အနှဲငယ်ကြတော့ချင်းသေးကြီးဟာမော်ဆိုးတွေထောင်ထားတဲ့ပိုက်ကွန်တဲကိုမိသွားပါတော့တယ်။ချင်းသေးကြီးဟာဘလို့မှရုံးမထွက်နိုင်ပဲအားကိုးတကြီးဟိန်းဟောက်နေရပါတယ်။အဲ့ဒီအချိန်မှာကြွက်ကလေးဟာချင်းသေးကြီးရဲ့ဟိန်းတန်ကိုကြားပြီးပြေးလာခဲ့ပါတယ်။ကြွက်ကလေးဟာသူ့ရဲ့ထက်မြက်တဲ့သွားလေးတွေနဲ့ပိုက်ကွန်ကြိုးတွေကိုတစားစီကိုက်ဖြတ်ပေးလိုက်တဲ့အတွက်ချင်းသေးကြီးဟာဘေးရန်နေကနေလွတ်မြောက်သွားပါတော့တယ်။ချင်းသေးကြီးဟာကြွက်ကလေးကိုကြည့်ပြီးတတဝါလေးတွေဟာသေးငယ်ပေမဲ့လည်းကြီးမားတဲ့အကူအညီကိုပေးနိုင်ပါလားလို့နောင်တရပြီးကျေးဇူးတင်သွားခဲ့ပါတယ်။